ကိုကဘယ်မှာလဲဘယ်သွားလဲဖေရဲ့နင့်ကိုဆုံးပြီဟာဟမ်ရှာတယ်ဖေကိုလေအဲ့လိုဖြစ်အောင်လုပ်တဲ့သူတမီးရအောင်ဖော်ထုတ်မှာကိုလုံးလို့လေနက်ခညရည်လေမင်္ဂလာဖိတ်စာလေးတောက်ယူကြရအောင်လုံးတဘောပါဒါနဲ့ဒီနေ့ရွေးလာတဲ့အင်ကြီးကိုကြိုက်လား စက်ကရောအကုန်လုံးကလုံးစိတ်တိုင်းကြပဲဟာအမစီးရပါပဲဟယ်လို ဟဲ့ကောင်နင်ဟိုသတင်းကြားပြီးသွားပြီလားဘာသတင်းတော့အလန့်တကြားနဲ့နင်အတင်းပြောချင်နောက်မှပြောငါအတင်းပြောမဟုတ်ဘူးနင်ရဲ့ကိုအကြောင်းပြောမလို့ဟွန်းငါကိုကဘာဖြစ်လို့နင်စိတ်ကိုခိုင်ထားနော်ပြောမှာလားပြောစမ်းမှာနင်ကိုဆုံးပြီဟာဟုတ်လို့လားမဖြစ်နိုင်ပါဘူးမနေ့ညမှာသူနဲ့ငါနဲ့ဖုန်းပြောထားတဲ့ဟာတို့နင်ကလည်းလာပြီးမနောက်စမ်းမှာနဲ့အဲ့ကိစ္စမနောက်ကောင်းဘူးနော်ငါတကယ်ပြောနေတာမပြောလို့ရှိရင်နင်သူ့ဖေကိုတော့သွားပြီးတော့မေးကြည့်လိုက်တော့ဟာဟုတ်လို့လားအေးငါသွားမေးကြည့်လိုက်အောင်မဟုတ်ဘူးဆိုတော့နင်နဲ့ငါနဲ့တွေ့ရင်နော်အဖေကိုရင်ကိုအိုးအခန်းထဲမှာအိမ်လာလားယင်ဟဲ့ကိုအခန်းထဲမှာလည်းမရှိဘူးဘယ်သွားတော့ဝင်ဖြေပါအောင်ဖေရဲ့အဲ့ဆိုရင်ကိုဘယ်မှာလဲဘယ်သွားလဲဖေရဲ့ဖြေပါအောင်ဖေရဲ့ကိုဘယ်မှာတော့အဲ့ဆိုရင်ကိုကသူများကြီးပြောသလိုပဲအစိမ့်မိပြီးသေးသွားပေါ့ဟုတ်ပါမလားဖေရဲ့ဖြစ်ရောက်ဖြစ်နိုင်လို့လားကိုအခုလိုမျိုးဖြစ်အောင်သူလောက်တာရှာတယ်ဖေကိုလေအဲ့လိုဖြစ်အောင်လုပ်တဲ့သူတမီးရအောင်ဖော်ထုတ်မှာကိုကထင်ထားတဲ့အချိန်တက်တော့မှပိုပြီးတော့စောသွားတယ်